နဲ့မင်းမိုင်ကလည်းရှုံးနေတာတော့စက်တိုက်ရှုံးတော့ရေးမှာပေါ့ရှုံးရင်မင်းက ဟဲ့ပါလေဟိုတော့ပါလေဘက်ကောင်ဖောက်ဆိုင်ရဖဏနဲ့ပြပောက်လိုက်တာဘက်ကဟိုမြေခွင်းကွဲသွားလို့ ရှုံးပြောရပြီဘယ်နဲ့ရောက်သွားပြီ မင်းကမင်းကောင်မလေးအကြောင်းတွေးပြီးတော့အေးနေပါကွာနော်ဒီမှာအားသာစာကောင်တစ်စောင်းတော့မဖတ်ဘူးပဲနဲ့ကိုနားမလဲတဲ့ကိစ္စတွေဝဝင်မပြောစမ်းပါနဲ့ကွာ ဟောငါကြားတာငါပြောရတာငါလည်းမင်းရတယ် ဟုတ်ပြောနေဟုတ်တယ်ဘာဖြစ်လဲဟုတ်တာတရင်ကရေးမှာပဲမင်းပြောနေဘာလဲဘာကူဆိုင်လောက်လိုက်လို့ဘက်ကမျက်ခေါက်ကွဲသွားတယ်လေအဲ့ဒါသူမင်းမဝီတိုရီယာမကျင်တော့ဘာကူဆိုင်ပါရတယ်ဒီ ဗတိုရီယာပါ ဟာဗီတိုရီယာဗမာလိုဝီတိုရီယာလို့ခေါ်တာမဟုတ်ဘူးဗမာလိုပြောနေတာနော်ဗမာပြည်မှာဗမာလိုပြောမင်းရတယ်ကြောင်ကြောင်လေးခါတော့အဲ့ဒါဘာကူဆိုင်ရလေဘာကူဆိုင်မင်းမကျင်တော့ဆိုပြီးတော့ဘက်ကောင်ထုတ်ခိုင်းတယ်ထုတ်ခိုင်းဘက်ကလည်းထွက်မယ်အာဆင်နယ်မှာသွားမယ်ဟဲ့ဖောင်ကူဆိုင်ကသူယုံမှုအာမင်းကတိတိပုံမှန်မှာ3ယောက်လောက်ရှိပြီရေးပါပြီဖောင်ကူဆိုင်တိတိပုံမှန်3ယောက် နေစမ်းပါကွာဒီပါရမင်းတို့တွေကပါလေဟမ်မိုင်းယူမင်းတို့အသေးပြက်အောင်မင်းတို့ကမဟုတ်တန်းလေးကနေရှောက်ပြောနေတာလား ဒီကောင်ပြောတာဖြစ်နေတာအာကြားဘူးလားမနေ့ကနေ BBC ကလောက်ပါ မင်းတို့လည်းတကယ်ကြီးနော်ဒီမှာဘက်ထဲကဘက်တော့မှအာဆင်နယ်ကိုမပြောင်းဘူးနော်အာဆင်နယ်နဲ့မိုင်းယူဆိုတာပြိုင်ဘက်တွေမင်းတို့မဟုတ်တာရှောက်ပြောနေမင်းဖတ်လွဲပါသေးဖဲပါ ဘာလွဲပါလဲဒါတကယ်ဖြစ်နေတာ တော့စမ်းပါကွာမင်းကလည်းပတ်ဆိုင်ရဘယ်သူဖြစ်ဖြစ်ပြောင်းပါပဲဟုတ်တယ်မလား